အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြောပြပေးမယ့်အရာလေးကတော့ခုတလောမင်းအောင်လိုင်ကဘာဖြစ်လို့ပြပကြီးကိုဆက်တိုက်ဆိုလို့ထွက်ပေါ်နေတာလဲပြီးတော့နိုင်ငံရေးအတွက်ရောဘယ်လိုအခြေအနေမျိုးတွေရှိလာနိုင်မလဲဆိုတဲ့သတင်းလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခုတလောမင်းအောင်လိုင်ရဲ့ဆက်တိုက်ဆိုလို့ထွက်ပေါ်နေတဲ့ပြပကြီးရှင်တွေနဲ့ပတ်သက်ပြီးတော့စစ်တပ်အတွင်းပိုင်းအပြင်မြန်မာနိုင်ငံရေးစီးကြောင်းပေါ်မှာတိတာထင်ရှားတဲ့အပြောင်းလဲတချို့တွေရိုက်ခတ်လာနေတယ်လို့နိုင်ငံရေးနဲ့စီးရေးလိလာသူတွေရှိကနေသိရပါတယ်ဆိုတော့ဘာတွေပြောင်းလဲမှုတွေရှိလာမလဲပထမဆုံးအနေနဲ့စီးရေးနီးပြီးဟာပိုင်းစီးရေးနီးမျိုးဟာပိုင်းတွေကိုပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်ဆိုတော့ရုရှားနဲ့တရုတ်အပါအဝင်အိန္ဒိယနိုင်ငံတွေစီခရီးဆက်တိုက်ထွက်နေတဲ့မင်းအောင်လှိုင်ကြောင့်စစ်ကောင်စီဟာ drone နည်းပညာတွေ electronic system ကြီး EW နဲ့လီချောင်းရန်ကာကွယ်ရေးဆိုင်ရာအကူအညီတွေကိုပုံမရယူလာနေပါတယ်ဆိုတော့သူတို့ကရုရှားသွားတယ်တရုတ်တွေသွားတယ်ထိုင်းတွေဘက်မှာသွားတယ်အဲ့ဒီဟာတွေကစစ်ကောင်စီက drone နည်းပညာပိုင်းဆိုင်ရာ electronic system ကြီးပိုင်းဆိုင်ရာ EW နဲ့လီချောင်းရန်ကာကွယ်ရေးဆိုင်ရာအကူအညီတွေကိုပုံမရယူလာနေပါတယ်ပြည်တွင်းစစ်မြေပြင်မှာစီအင်အားပြုံးတီးမှုတွေအစားထိုးဖို့နေပညာသုံးပြီးတိုက်ခတ်မှုတွေအရှိန်မြင့်လာတာတွေ့ရပြီးလက်နက်နဲ့ရှိရည်လင်အပူပစ္စည်းရရှိရအတွက်လည်းအမခံချက်ပုံမှုရှာပေးနေပါတယ်နော်ပြီးတော့ကျွန်တော်တို့အခုကြည့်တဲ့အခါမှာပြီးတော့စီရည်တွေလိလာကြည့်တဲ့အခါမှာတို့ကကုန်းပိုင်းဆိုင်ရာစစ်ကြောင်းတွေဆိုရင်တို့ကလုံးဝအနိုင်မရဘူးနော်အတကုံချင်းပြင်းတဲ့ဖက်စကိုင်းဖက်ကြည့်ရရှင်တို့ကကုန်းဖက်မှာကုန်းပေါ်မှာတွားပြီးတော့တိုက်ရရှင်တို့လုံးဝအနိုင်ရတဲ့အနိုင်ရတယ်ဆိုတာကိုမရှိတလို့ပဲเนาะမရှိဘူးလုံးဝမရှိဘူးဆိုတော့အဲ့ဒီအတွက်ပြည်တွင်းစစ်မြေပြင်ပေါ်မှာတို့ကစီအင်အားပြုံးတီးမှုအစားเนาะနေပညာတွေကိုတုံးပြီးတော့တိုက်ခတ်မှုတွေကိုအရှိန်မြင့်လာမယ်ပြီးတော့လက်နက်နဲ့ရှစ်လီရပူပစ္စည်းတွေကိုရရှိဖို့အတွက်အမှခံချက်ပို့တောင်းလာတယ်ဆိုတော့နိုင်ငံရေးနဲ့စီးပွားရေးလိုက်လျှောမှုတွေကိုကြည့်ရရှင်ပြည်တွင်းမှာစီးရေးအရအထီးနာများနေချိန်မှာတဲ့ပြပထောက်ခံမှုတွေတရားဝင် legitimacy ကိုရယူဖို့စစ်ကောင်စီကအစိမ်းအောင်မြည်ပြထားပါတယ်ဆိုတော့ပြည်တွင်းစီးရေးအရကျွန်တော်တို့ကြည့်တဲ့အခါမှာအထီးအနာများပြားနေတဲ့အချိန်သူကပြပကိုတွားပြီးတော့ပြပရဲ့ထောက်ခံမှုတွေတရားဝင်မှုဖြစ်တဲ့ legitimacy တွေကိုရယူပြီးတော့ရယူဖို့အတွက်အဲ့ဒီစစ်ကောင်စီမင်းအောင်လှိုင်ကအစိမ်းရောင်မြည်ပြထားတာဖြစ်ပါတယ်အထူးသဖြင့်တရုတ်နဲ့အိန္ဒိယတွေရဲ့လိုလားချက်ဖြစ်တဲ့ရွေးကောက်ပွဲလမ်းကြောင်းစီကိုတွန်းပို့ဖို့စူးစမ်းလာသလိုအပြန်လာနေနဲ့ရင်းနှံတဘာဝဓာတ်ငွေနျူကလ িয়ার စွမ်းအင်နဲ့အခြေခံအဆောက်အုံစီမံကိန်းကြီးတွေကိုပြည်ပနိုင်ငံကြီးတွေစီအခုအထူးအခွင့်အရေးဖြစ်ပြအပ်လာနေရပါတယ်ဆိုတော့သူကအဲ့ဒီပြည်ပထောက်ခံမှုနဲ့တေဝင် legitimacy ကိုရယူဖို့အတွက်စစ်ကောင်စီကကျွန်တော်တို့နိုင်ငံကနေဘာကိုပြင်ပြရလဲဆိုတော့သူကယူကောက်ပွဲလမ်းကြောင်းကိုအဓိကထားပြီးတော့ယူကောက်ပွဲကိုသူကရုရှားနဲ့တရုတ်နဲ့အိန္ဒိယနိုင်ငံတွေရဲ့သဘောတူညီမှုကိုရယူတယ်အဲ့ဒီရယူမှုအပေါ်မှာသူကအပြန်လာနေတဲ့ရင်းနှံတွေနိုင်ငံမှာရှိတဲ့ရင်းနှံတွေတဘာဝဓာတ်ငွေတွေနျူကလ িয়ার စွမ်းအင်နဲ့အခြေခံအဆောက်အအုံစီမံကိန်းကြီးတွေကိုပြည်ပနိုင်ငံကြီးတွေစီကိုအထူးအခွင့်အရေးအဖြစ်ပြထားတာဖြစ်ပါတယ်ဘယ်လောက်အထိဆုံးရှုံးမှုရှိလဲကျွန်တော်တို့နိုင်ငံအတွက်သူ့ရဲ့အာဏာတည်မြဲဖို့လေးပဲဘူးเนาะဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်အောင်သူ့ကိုထောက်ခံပြီးတင်လားเนาะအရှိမပြေဘူးကိုယ်နိုင်ငံမှာရှိတဲ့အရာတွေကိုကိုယ်တိုင်ကဘယ်လိုစီမံအုပ်ချုပ်နေမလဲဆိုတာသူကမသိဘူးဆိုတော့ပြပမှာပြပရဲ့အကူအညီတွေကိုသူကပဲဆက်ပြီးတော့အကူအညီတောင်းခံတာဖြစ်ပါတယ်ဆိုတော့စစ်တပ်အတွင်းပိုင်းချင်းနေကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြအောင်တက်ချုပ်ဖြစ်သူเนาะတက်ချုပ်ဖြစ်သူလို့ပြောတဲ့အခါမှာမင်းအောင်လှိုင်ကိုပြောတာဖြစ်ပါတယ်တမရသူ့ကိုတမရဖြစ်ပြီးမဲ့တက်ချုပ်သူကတော့တက်ချုပ်ဖြစ်နေပါတယ်နော်
ဆိုတော့တက်ချုပ်ဖြစ်သူပြပမှာမကြာခဏရှိနေချိန်မှာပဲပြည်တွင်းစစ်စကားတွေတိုးတက်လက်လွတ်ရမှုအပေါ်စစ်တပ်အောက်ခြေနဲ့အလပိုင်အရာရှိတွေကြာမချင်မနှက်မှုတွေတူဖွမ်းလာနေတယ်လို့သိရပါတယ်เนาะဆိုတော့သူကပြပကြီးရှင်တို့တောက်လျှောက်သွားနေတဲ့အချိန်မှာကျွန်တော်ပြပအတွင်းမှာရှိတဲ့စစ်တပ်အောက်ခြေနဲ့အလပိုင်အရာရှိတွေသူတို့အချင်းချင်းအကြာမချင်မနှက်မှုတွေမကြာခဏရှိလာတယ်เนาะဒါကြောင့်ခေါင်းဆောင်ပိုင်းကင်းကွာနေချိန်အတွင်းတက်တွင်းအာဏာလွန်ဆန်မှုနဲ့မတည်ငြိမ်မှုတွေမဖြစ်ပေါ်ရအောင်တရင်ရယူမှုနဲ့စောင့်ကြည့်စနစ်တွေကိုပုံမှုတင်းကျပ်ထားကြောင်းတွေ့ရပါတယ်သူခရီးထွက်နေတဲ့အချိန်မှာတက်ချက်တွေအလပိုင်ရာရှိတွေကြာမချင်မနှက်မှုတွေမဖြစ်ပေါ်လာအောင်เนาะတရင်ရယူမှုနဲ့စောင့်ကြည့်စနစ်တွေကိုပို့ပြီးတော့တင်းကျပ်ထားတာတွေ့ရမှာပါတယ်ဆိုတော့အားလုံးခြုံငုံပြီးတော့ကျွန်တော်တို့ကကြည့်မယ်ဆိုရင်မြောက်လာရဲ့ပြပခီးတွားနေတဲ့အပေါ်မှာပြည်တွင်းစစ်ပွဲအနိုင်ရရေးအထက်เนาะပြည်တွင်းစစ်ပွဲပြည်တွင်းမှာရှိတဲ့စစ်ပွဲတွေအနိုင်ရတာထက်နိုင်ငံတကာထောက်ခံမှုနဲ့လက်နက်နည်းပညာအကူအညီရယူပြီးအာဏာတက်တန်းကိုရည်ရှိဆွဲဆက်နိုင်ဖို့အဓိကဦးတည်နေတယ်လို့ကျွန်တော်ကသုံးသပ်ထားပါတယ်เนาะဆိုတော့သူခီးတွားနေတဲ့အချိန်တခီးတွေတောက်လျှောက်တွားရတဲ့အကြောင်းရင်းကပြပမှာရှိတဲ့နိုင်ငံရေးပြပခါတွေဖြစ်နေတဲ့အချိန်เนาะအဲ့ဒါတွေသူကဂရုမစိုက်ဘူးလုံးဝဂရုမစိုက်ဘူးတီရှင်တဲ့လူတီဖြစ်ချင်တဲ့လူဖြစ်ငါအာဏာတည်မြဲဖို့ပဲငါလုပ်ရမယ်ဆိုတော့ဆိုတာလေးပဲသူကတွေးထားတာဆိုတော့သူ့ရဲ့ပြပထုတ်ကမှုဟာပြည်တွင်းစစ်ပွဲတွေအနိုင်ရရေးသူကမလိုလားဘူးအနိုင်ရရေးတဲ့နိုင်ငံတကာကသူ့ကိုထောက်ခံဖို့နဲ့လက်နက်နည်းပညာတွေအကူအညီရယူပြီးတော့သူ့ရဲ့အာဏာတက်တန်းကိုရည်ရှိဆွဲဆက်နိုင်ဖို့အဓိကဦးတည်နေတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးသူခရီးထွက်တမရကြီးကခရီးထွက်နေတယ်ဆိုပြီးတော့ပျော်မနေကြပါနဲ့ကျွန်တော်တို့နိုင်ငံအတွက်သူလုပ်ပြီးတာတစ်ခုမှမရှိဘူးသူ့ရဲ့ဗာလဲအာဏာတည်မြဲဖို့နဲ့သူမိသားစုစာဝတ်နေရေးကောင်းဖို့သူမိသားစုစီးပွားရေးစနစ်ကောင်းဖို့အဲ့ဒါတွေပဲသူကမလို့ပြောလဲဦးတည်နေတာပဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကဒါပဲဖြစ်ပါတယ်ဆိုတော့အုံနောက်ရှိရင်ပျော်မနေကြပါနဲ့เนาะဒါပဲပြောချင်တယ်